ထောင်ထဲမှာထူးဆန်းတဲ့စီကံတစ်ခုရှိခဲ့တယ်။အဲ့ဒါကတော့အကျဉ်းသားတွေအိမ်သာတက်တဲ့အခါဘေးနားကခြုံပုတ်ကိုမနာတမ်းလှုပ်ပေးနေရတာပါ။ခြုံပုတ်လှုပ်တာရက်သွားတာနဲ့အဝေးမှာစောင့်နေတဲ့အဆောင်ကချက်ချင်းတနက်နဲ့ပြစ်မှာဖြစ်ပါတယ်။ဒါပေမဲ့အကျဉ်းသားတစ်ယောက်ကတော့ဒီစီကံကိုအခွင့်ကောင်းယူခဲ့ပါတယ်။သူဟာကျိုးဖြူတစ်ချောင်းကိုခြုံပုတ်မှာခြိထားခဲ့ပြီးခြုံပုတ်ကိုမနာတမ်းလှုပ်နေအောင်လုပ်ထားခဲ့ပြီးမှတောထဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။တောထဲရောက်တာနဲ့သူဟာခြေချင်းဝတ်ကထောင်ထမင်းတန်ကြိုးကိုအစိမ်နဲ့ခုတ်ဖြတ်ခဲ့ပြီးသူ့နောက်မှာငရုတ်ကောင်းမုံတွေဖြန့်ကျဲခဲ့တာကြောင့်အမဲလိုက်ခွေးတွေဟာသူ့ရဲ့အနံ့ကိုပျောက်သွားခဲ့ကြပါတယ်။ခွေးအချို့ဆိုရင်စူးစူးကြိုးတွေကြားထဲမှာညီပြီးတေဆုံးခဲ့ရပါတယ်။အဆောင်ပြန်ရောက်လာချိန်မှာတော့တေသွားတဲ့ခွေးတစ်ကောင်ဆောက်ကိုပွေ့ချီလာခဲ့ရပါတယ်။နောက်တစ်နေ့မနက်မှာတော့ထောင်စီကိုထွက်ပြေးသွားတဲ့အကျဉ်းသားရဲ့ဓာတ်ပုံတစ်ပုံရောက်လာခဲ့ပါတယ်။အဲ့ဒီဓာတ်ပုံထဲမှာသူဟာမိန်းမလှလေးတွေနဲ့အတူအေးအေးဆေးဆေးစိတ်ချမ်းသာစွာပျော်ပါးနေတာကိုတွေ့ရတာပါ။ဒါကြောင့်ထောင်အာဏာပိုင်တွေကချက်ချင်းလှုပ်ရှားခဲ့ကြပြီးတပတ်အကြာမှာသူ့ကိုပြန်ဖမ်းမိခဲ့ပါတယ်။သူ့ကိုအားလုံးရဲ့ရှေ့မှာအဆက်ခွဲဖို့အတွက်အဆောင်ကပထမဆုံးမြေကြီးနဲ့တစ်ချင်းတူးခိုင်းခဲ့ပြီးအဲ့ဒီနောက်မြေကြီးပြန်ဖို့ခိုင်းခဲ့ပါတယ်။အဲ့ဒီနောက်ထပ်အဆောင်တစ်ယောက်ရောက်လာပြီးအပေါက်ကဘဲရောက်သွားတာလဲလို့မေးခဲ့ပါတယ်။ဘယ်သူမှပြန်မဖြေတဲ့အခါမှာတော့သူကအကျဉ်းသားကိုမြေကြီးပေါ်ပစ်လဲလိုက်ပါတယ်။အချိန်ကြာလာတာနဲ့အမျှအကျဉ်းသားဟာသူ့ကိုယ်သူအင်မတန်အားနည်းပြီးလိမ္မာယိုသေးသူတစ်ယောက်အဖြစ်ဟန်ဆောင်ပြခဲ့တာကြောင့်အဆောင်တွေကသူ့ကိုအန္တရာယ်မရှိတဲ့သူလို့ထင်လာခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူဟာနောက်ထပ်ထွက်ပြေးဖို့လှုပ်ဝက်စီစဉ်နေခဲ့တာပါ။အခွင့်အရေးရတာနဲ့သူဟာထောင်ပိုင်3ကားတစ်စီးကိုခိုးယူပြီးနောက်တစ်ကြိမ်ထွက်ပြေးသွားခဲ့ပါတယ်။အခြားအကျဉ်းသားတစ်ယောက်လည်းသူ့နဲ့အတူပါသွားခဲ့ပါတယ်။အဆောင်တွေကစတင်လိုက်လံဖမ်းဆီးချိန်မှာတော့သူကကားတော့ကိုဖြို့ယူသွားခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်မှပါလာတဲ့အကျဉ်းသားဟာဖမ်းဆီးခံလိုက်ရပြီးထွက်ပြေးသွားတဲ့အကျဉ်းသားပုံအောင်နေတဲ့နေရာကိုအဆောင်တွေကိုထုတ်ဖော်ပြောပြလိုက်ပါတော့တယ်